မုံလာဦးနီဖြော်ရည်ကိုတောက်လိုက်တာနဲ့ချောင်းဆိုးတက်တာဘာကြောက်လဲဆိုတာကိုသိကျင်နေတယ်ဆိုတော့ရှင်းပြပေးပါတကယ်တော့ဒါဟာလူတိုင်းဖြစ်တတ်တဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့တချို့တော့အကြောင်းရင်းတွေတော့ရှိပါတယ်အဓိကအဖြစ်နိုင်ဆုံးနဲ့ဓာတ်ရဲ့အကျိုးတရားမှုဖြစ်နိုင်တာကတော့မုံလာဦးနီနဲ့ဓာတ်မတည့်မှုအလက်ကျရှိနိုင်တာဓာတ်မတည့်တဲ့အခါမှာလေချောင်းရားရံတာရောင်ရမ်းတာနာရည်ယူတာအရည်ပြားတွေနီမြန်းတာချောင်းဆိုးတာတွေစတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်တကယ်လို့မုံလာဦးအနီကိုအစိမ့်လိုက်စားတိုင်းဒါမှမဟုတ်ဖြိုရည်လှုပ်တောက်တဲ့အခါတိုင်းမှာအနည်းနဲ့ချောင်းဆိုးနေတယ်ဆိုရင်တော့မုံလာဦးအနေနဲ့ဓာတ်တဲမှုရှိမရှိကိုဆရာဝန်နဲ့စစ်ဆေးကြည့်ပါနောက်တစ်ခုပန်းဝတ်မုံနဲ့ဓာတ်မတည့်တဲ့ယောဂလက္ခဏာတစုတချို့တော်သူတွေကပန်းဝတ်မုံနဲ့ဓာတ်မတည့်တဲ့ယောဂလက္ခဏာတွေရှိတတ်တယ်ဒီပန်းဝတ်မုံမှာပါတဲ့ပရိုတင်းတွေကမုံလာဦးမှာပါတဲ့ပရိုတင်းတွေနဲ့ဆင်တူတယ်အထူးသဖြင့်မုံလာဦးနေအစိမ့်တွေမှာကအဲ့ဒီပန်းဝတ်မုံနဲ့တူတဲ့ပရိုတင်းတွေရှိနေတတ်တယ်ဒီပရိုတင်းတွေပါတဲ့မုံလာဦးနေဖြိုရည်ကိုတောက်လိုက်တဲ့အခါမှာပါဇက်နဲ့လေချောင်းသားတစ်ဝိုက်မှာရားရံလာပြီးတော့ချောင်းဆိုးတာတွေလေချောင်းနာတာတွေဖြစ်စေတယ်ဒါပေမဲ့ဒီမုံလာဦးနီကိုအပူပေးပြီးဒါမှမဟုတ်ချက်ပြုတ်ပြီးတာမုံလာဦးနီတွေကိုစားမယ်ဆိုတော့ဒီလိုလက္ခဏာမျိုးတော့မဖြစ်စေဘူးခင်ဗျာနောက်တစ်ခုကကြတော့အက်ဆစ်ဓာတ်ဒါမှမဟုတ်အစာရင်အက်ဆစ်ဓာတ်ကအပေါ်စံတက်လာတာဖြိုရည်တွေကတချို့တော့သူတွေအတွက်အစာရင်အက်ဆစ်ကိုပို့ပြီးတော့များစေတယ်အဲ့ဒီအစာရင်အက်ဆစ်တွေကဒီအစာအိမ်ပြုံကနေပြီးတော့အထက်ကိုနည်းနည်းလေးစံတက်လာတဲ့အခါမှာလေချောင်းကိုရားရံစေပြီးတော့ချောင်းဆိုးတာတွေဖြစ်စေတယ်ခင်ဗျနောက်တစ်ခုကအေးဓာတ်နဲ့လေချောင်းရံတုံ့ပြန်မှုတကယ်လို့ကျွန်တော်တို့ဖြော်ရည်ကိုအေးခင်းနေအောင်လုပ်ပြီးတော့တောက်မယ်ဆိုရင်ဒီဖြော်ရည်အေးဓာတ်ကကျွန်တော်တို့လေချောင်းကိုကျုံစီပြီးတော့လေချောင်းကိုရားရံပြီးတော့ချောင်းဆိုးခြင်းစိတ်ဖြစ်စေတယ်အထူးသဖြင့်ပန်းနာရင်ချက်ရှိတဲ့သူတွေနဲ့အေးဓာတ်နဲ့ဓာတ်မတည့်တဲ့သူတွေမှာပို့ပြီးတော့ဖြစ်စေပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ကြမလဲဒီဖြော်ရည်တောက်တဲ့အခါမှာအခန်းပူချိန်နီးပါးလောက်မှာထားပြီးတော့တောက်ကြည့်နောက်ပြီးတော့ဒီဖြော်ရည်ကိုတခြားသောအသီးအနှံတွေဟင်းဒီဟင်းတွေနဲ့ရောဆက်ပြီးတော့တောက်ကြည့်ပါအကယ်လို့ဖြော်ရည်တောက်တဲ့အခါမှာအမြဲတမ်းလိုချောင်းဆိုးနေမယ်ဆိုရင်တော့ဓာတ်တဲမှုရှိမရှိကိုစမ်းသပ်ဖို့အတွက်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်ပါဒီအချက်တွေကတော့မုံလာဦးနီဖြော်ရည်ကိုတောက်ပြီးရင်ချောင်းဆိုးရတဲ့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်နောက်ထပ်ဗာများသိကျင်တယ်လေခင်ဗျာမေးမြန်းခဲ့နိုင်ပါတယ်